အခုကတော့ Festival မြို့ကနေပြီးတော့ကီလို50သာကွာဝေးရေတကုံလေးစီသွားမှာဖြစ်ပါတယ်။အရင်ဆုံးစိုက်ကင်ငါပါတယ်။စိုက်ကင်ငါကတော့250ဘတ်ဖြစ်ပြီးတော့စဘောက1000ပေးရပါတယ်။ Festival မြို့ထဲမှာရှိရပင်နေရာမစိုးတနေ့ကုန်သွားလို့ရပါတယ်။အခုကစပြီးတော့ခရီးတူတူထွက်ကြည့်ကြရအောင်။ Secrets to the trees. The wind hums tunes that bring my heart at ease. လမ်းမကြီးတိုင်းစိုက်ကယ်ကိုမောင်းနေလာလိုက်တာလမ်းမရဲ့တစ်ဖက်တစ်ချက်မှာဆိုရင်တော့လှရဲ့သဘာဝတောတောင်လှတွေထမ်းမင်ကြီးတွေမိုးရထားတဲ့အတွက်ကြောင့်မလို့ရေကြီးနေရဲ့ရေကြီးနေတဲ့အတွက်တရွက်လေးတွေလည်းစိမ့်ဆိုနေတဲ့ရိုးရအိမ်လေးတွေဒီထိုင်းနိုင်ငံရိုးရအိမ်လေးတွေကိုလည်းစိုက်ကယ်စီးနေရင်လည်းတွေ့ရတဲ့အတွက်အရင်ကပြောစရာကောင်းပါတယ်စုစုပေါင်း45မိနစ်ကြာမောင်းရမှာဖြစ်ပါတယ် The wind hums tunes that bring my heart at ease. The sky spills gold. ခုကတော့ခန်းဆောင်ရေတံခွန်လေးကိုရောက်ရှိပါပြီခန်းဆောင်ရေတံခွန်ရဲ့ဒီထူးခြားချက်ကအမြင့်ရနေကြတဲ့ရေတံခွန်မျိုးမဟုတ်ဘဲနဲ့ဝန်တောင်မြစ်တစ်လျှောက်အချိန်ကုန်ပြင်းပြင်းနဲ့စီးနေတဲ့ရေတံခွန်မျိုးစားလေးကဒီရောက်တာကစက်တင်ရောက်တာဖြစ်တယ်လို့မိုးရသည်ဖြစ်နေအဲ့ဒီကြောင့်မိုးကြီးစီကအရန်ကိုကြမ်းပြီးတော့အရန်ကိုလှတယ်ဒါပေမဲ့မိုးရသည်ဖြစ်တဲ့ကြောင့်ကြီးကတိတ်ကြည့်မနေဘဲနဲ့ရွှွံ့ရောင်နေလို့ရှိနေပါတယ် In your embrace, I find my way. Healing in your arms at the break of day. The forest choir sings. ရေတံခွန်ကိုလာရောက်ဖို့အကောင်းဆုံးချိန်ကတော့နိုဝင်ဘာကနေ February ဖြစ်ပြီးတော့အဲ့ဒီမှာရေနည်းနည်းနေသွားတယ်ရေကအရောင်လေးနည်းနည်းကြီးသွားတယ်ပြီးတော့ကြောက်ဆောင်တွေပေါ်လာတယ်အဲ့ဒီချိန်မှာတချို့ကတော့ဒီမှာမုတ်တေးစားစားကြတယ်တဲလေးထိုးကြပြီးတော့ရေချူခေးကူးကြအဲ့ဒီချိန်မှာအလုပ်ကြရတယ်ပေါ့နော်ညီမအခုရောက်နေရတာစက်တင်ဘာဖြစ်တဲ့အတွက်ရေအရန်ကြမ်းပြီးတော့အရန်ကိုလည်းလှတယ်ချားကြိုက်တဲ့သူတွေအတွက်ကတော့ဒီလိုချိန်ကတော့အရန်ကောင်းတဲ့ချိန်တစ်ခုပါ The clouds drift slow, like thoughts let loose. A sanctuary where I feel less bruised. Green's the color of solace, it seems the golden မြစ်တစ်ဖက်ကနေပြီးတော့တခြားတစ်ဖက်ကမှာအိမ်လေးတစ်အိမ်ကိုသွားတွေ့တယ်အဲ့ဒီအိမ်ကြီးအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ကြည်နေရင်လည်းအရန်ကိုသွားချင်စိတ်ဖြစ်ပေါ်လာတဲ့အတွက်ဘယ်လိုသွားရမလဲဆိုတော့လမ်းကြောင်းရှာလိုက်တဲ့အချိန်မှာတရားတစ်ခုကိုတွေ့ရ ကစစ်စနလုံးမျိုးပြင်ကဒီရေခုံလာနေတာပါဒီရေခုံကအခုကရေကြီးနေဆိုဒီကားကိုတော့ဖြုတ်ခွင့်မပေးထားပါဘူးအမေရိကန်တော့ ပေါ့နော်ဒီတရားကတော့စိုက်ကယ်မစီးရအောင်လဲရေချမ်းတဲ့အတွက်တိတ်မသွားဘူးတားမြင်ထားတဲ့ဒါပေမဲ့အိမ်လေးကိုအရန်သွားချင်တဲ့အတွက်ရွာထဲကိုဝင်ရမှာဖြစ်တယ်ဒါကြောင့်လို့ဒီတရားကိုစွန့်စားပြီးတော့ဖြတ်ပြီးတော့သွားခဲ့တယ် my heart beats. Oh, nature, lend my fraction mind. Your steady rhythms leave no pain behind. တရားရဲ့တစ်ဖက်ကကိုရောက်တဲ့အချိန်မှာစစချင်းတွေ့တာကတော့ Cosmo Band နေစက်တင်ဘာလပြည့်တဲ့အတွက် Cosmo Universe Band နေပွင့်နေပြီဒါကအိတ်ကပန်းလေးနဲ့တပုံရိုက်ပြီးသွားတာနဲ့ရွာထဲကိုဒီမှာတန်ဝင်လာခဲ့ဒီမှာသွားခြင်းနဲ့အိမ်ကိုရောက်ဖို့အတွက်ဒီမှာဒီဆိုင်မုတ်တွေလိုက်ကြည့်ရေပေါ့နော်အဲ့မှာဆိုင်မုတ်တွေကဒီ waterfall ဆိုရင်လမ်းညွန်လေးတွေ့ဆိုရွာထဲကိုဖြတ်ပြီးတော့ဒီလမ်းညွန်ဆိုင်မုတ်တိုင်းပဲဒီမှာတက်တဲ့15မိနစ်လောက်ရှောက်လိုက်တယ်15မိနစ်လောက်ရှောက်ပြီးရတဲ့အချိန်မှာရွာတွေကိုရောက်သွားပြီးတော့ရွာတွေကနေတော့ညီမကဒီနဲ့အိမ်သုံးရင်ကြော်လိုက်တဲ့အချိန်မှာညီမသွားချင်းတွေ့ချင်းနဲ့အိမ်လေးရောတခြားတစ်ဖက်ကရေတကုံကိုမြင်ရတဲ့ view တစ်ခုကိုပါညီမအံ့ဩသင့်စွာတွေ့ခဲ့ရပါတယ် Oh, nature. အိမ်ကနေရေတကုံတန်ပြီးထွက်လို့ရတယ်ရေကအရန်ကိုကျဉ်ကျဉ်တန်စီးနေ Sunlight spills like golden wine. Through the leaves it twists and twines.
silent whisper. နိုင်လည်းမွေးထားတယ်သူတို့ကဒီပတ်ဝန်းကျင်မှာပဲနေထိုင်ပြီးမှချောင်းကလေးရှိတယ်ဆိုတော့သူတို့ဒီအိမ်ရဲ့ view ကိုဘယ်လိုခံစားရ slow လေးပဲပေါ့နော်ဒီအရှိမရေကူကြီးရှိရရွရရင်တေးသေးလေးတစ်ခုရှိမြကြောင်လေးတွေမွေးထားတယ်လလုံးလက်ရည်ဒီရိုးရလုံငန်းကိုလုတ်ကင်ကြပြီးတော့ ACC နေထိုင်ကြတော့ဒီလိုမျိုးတစုကိုတွေ့ခဲ့ရတယ်ပေါ့နော်အရင်စိတ်ချမ်းသာတဲ့အတွက်မိနစ်25မိနစ်လောက်တော့အဲ့ဒီအိမ်လေးမှာခဏနေတဲ့တပုံရိုက်တယ်ရေကိုကြီးနာတော့ပြီးတော့ရေလူထီတယ်တပုံအမတရားရိုက်တယ်အရင်ပြောရင်ဒီမှာချားကဘာတစ်ခုကိုရောက်သွားအဲ့လိုမျိုးခံစားခဲ့ရပါတယ် Feels like golden wine. Through the leaves it twists and twines. A gentle hum. The world unwinds. Petals now. ဆိုတော့ဒီခန်းဆောင်ရည်တွေကိုဒီဘက်တခြားဒီ tourist view ညာလာတဲ့ view ကတစ်ဖက်ရွာသားတွေဘက်ကနေကြည့်ရဒီရွာဘက်ကနေကြည့်ရ view တစ်ခုပေါ့နော် view ကိုဘက်ဒီဘက်ကြည့်ပြီးကြည့်အမှတ်တရတပုံလေးရိုက်ခဲ့ပြီးတော့ ਨੇ ခန်းဆောင်ရည်တွေကနေပြီးတော့ညနေ3နာရီလောက်မှပြန်လာခဲ့ပါတယ်ဒါကခရီးစဉ်ရဲ့အမှတ်တရလေးပါ So